ကိုရင်လေးကရည်နွေးတွေတဲကိုရင်ကြီးကအဲ့ဒီမှာပြိတဲ့မထေကြီးတရားဖြုတ်တဲ့ချိန်ကိုရင်လေးကမှိကနေငိုက်ဟုတ်ပြီလားအဲ့ဒီချိန်ကိုရင်ကြီးကခွင်ကောင်းယူပြီးရှင်ဖျားရေချိုးတော့မလားဖျားရေချိုးမယ်ဆိုရင်ရှင်ဖျားရေနွေးလေးစအောင်မလားဖျားဒီစက်ကွာကဲလောရတာကိုရင်လေးနာမည်ယူတော့ကိုရင်ကြီးဒါမျိုးဖြစ်နေတာနော်အဲ့ဒီလိုပြိတဲ့ကြာပါများတော့ဝါလာကင်းလို့သတင်းကြွခံနီးထီရောက်လာတော့ကိုရင်လေးသီးမခံနိုင်တော့ပင်ပန်းလိုက်တာလောရတာငါနာမည်ယူတော့သူးကြည့်ပဲငါအကြောင်းကောင်းကောင်းသိရရမယ်ဆိုပြီးဘာလို့တော့မေကိုရင်လေးကတရက်တော့ပြိတဲ့ရေနွေးတွေကျိုးပြီးတော့ကျိုးထားတဲ့ရေနွေးကိုတနေရာကိုခတ်ပြီးတော့သွားသိမ့်ထားတာရေနွေးအိုးထဲမှာရေနွေးလေးအငွေ့ထွက်ယုံလေးတွေထည့်ထားရှင်မကတ္တဗာကြီးတရားဖြုတ်ညနေ9 နာရီ6 နာရီအေးလိုက်တာကွာဟာအေးရှင်ပြရေချိုးတဲ့အခါရေနွေးစအောင်မလားကောင်းသာစဟဆိုတော့အဲ့မှာရေနွေးအိုးကြီးတွေခတ်ချတာကိုရင်ကြီးဟာအိုးဖင်ဝင်တိုက်ကလကလကလဆိုတော့လေဟင်းရေနွေးလည်းမရှိကိုရင်ရေနွေးစုံမယ်ဆိုပြီးတော့ဘယ်နဲ့ရေနွေးလည်းမရှိပါလားခဏနေပါဦးဖေဟာတပည့်တော်ရေနွေးချောင်းနဲ့ရေဆွဲပြီးရေနွေးတည်ပေးအောင်မယ်ပေါ့ဟာအေးအေးနဲ့မင်းစောင့်လို့ဘယ်ဖြစ်မလို့ကွာခဏလေးပါရှင်ဖေရဲ့ခါတိုင်းတပည့်တော်တည်နေကြပဲသွားလိုက်ပါအောင်မဆိုပုံကြီးဆွဲရေချောင်းထဲကိုပြတဲ့ရေသွားဆွဲနေတော့ကိုရင်လေးကအဲ့ဒီမှာရေနွေးထုတ်လာပြီးတပည့်တော်နေ့စဉ်လှုပ်နေတဲ့အလုပ်ပါဖေရှင်မကတ္တဗလျှောက်ပြီးပြန်ကတ်တာလေကိုရင်ကြီးကအဲ့ဒီမှာရေဘုံကြီးနဲ့ပြန်လာပြီးတော့ရေအေးကြီးဆွဲပြီးတဲမဲ့လှုပ်တော့မှရှင်မကတ္တဗကငါရှင်တဲ့ကိုမလှုပ်တဲ့လှုပ်ကိုလှုပ်တယ်မပြောနဲ့ဟုတ်လားဒါမျိုးတွေပြောလိုက်တော့အောင်မလေးကွာဒီတခါလေးရင်နွေးမထဲမိတာငေါက်လိုက်တာလူဘာမှရစရာမကောင်းဘူးဟုတ်လားဒီလိုမြင်လာတာတဲ့အန္တဆိုတာပြောတာနော်အေးမထေကြီးပေါ်မှာကြည်ညိုတတ်တဲ့မျက်စိသူ့မှာမရှိရှာဘူးအဲ့ဒီမှာပြိဋိမြို့တဲ့ရက်ွက်တဲ့ဆုံးခံသွားကြတော့ခါတိုင်းသုံးမတူတူသွားတယ်ဒီရွာထဲမှာတပားမြင်သုံးမလုံးဒီရွာထဲရှိတယ်ပေါ့ဗျာရှင်မကတ္တဗနဲ့ကိုရင်လေးဆုံးခံရင်ကြွအဲ့ဒီကိုရင်ကြီးကသူတို့နောက်မလိုက်ခွဲနဲ့တခြားရာကြွကိုရင်ကြီးလည်းမြင်လိုက်ရောဟင်းရှင်ဗျကိုရင်ကြီးရှင်မကတ္တဗကြီးမတွေ့ပါလားဒီတဲ့ဆုံးခံတာမတွေ့ဘူးလောင်းမလို့လိုက်ရတယ်ဘယ်သွားတော့ခမရတို့ကိုတော်ကြီးနေမကောင်းဘူးဟင်းဟုတ်လားနေမကောင်းရင်ရှင်ဗျရဲ့ဒီငါးကြော်လေးကပ်ပေးပါဒီဆံပြုတ်လေးကပ်ပေးပါဒီကြက်သားကြော်လေးကပ်ပေးပါနဲ့အမျက်တနိုးကပ်ခိုင်းကြတာလေအဲ့ဒီမှာကိုရင်ကြီးကယူလာပြီးလမ်းလဲရောက်ရောရှင်မကတ္တဗမကပ်ဖဲနဲ့သူကသူစားပြစ်တာဟုတ်လားစားလို့ပို့တာတွေအကုန်လုံးမြောင်းနဲ့သွန်ပြစ်လွတ်ပြစ်ဒီလိုလုပ်တာတဲ့နောက်တဲ့နေ့ရှင်မကတ္တဗကအဲ့ဒီရွာသွားတော့ဟောရှင်ဘုရားကျမ်းမာသွားပြီလားဘုရားအေးကျမ်းမာပြီကွာအဲ့ဒါတပည့်တော်တို့လှူတဲ့ငကြော်ကြောက်ဟိုကလေဟင်မင်းငကြော်ဘယ်တော့မှလှူတာဟာမနေ့ကရှင်ဘုရားနေမကောင်းလို့တပည့်တော်ကိုရင်ကြီးနဲ့ထည့်ပေးဟာနောက်တဲ့နေ့သွားပြန်တပည့်တော်ရှင်ဘုရားကိုတပည့်တော်တို့ကြိုတိုက်တဲ့ဆံပြုတ်တောက်လို့ကောင်းသွားတာဟာမင်းဆံပြုတ်လည်းငါမတော့ပါဘူးကွာဘယ်တုန်းကတော့မနေ့ကကိုရင်ကြီးရှင်ဘုရားနေမကောင်းဘူးဆိုထည့်ပေးတာဗျာရှင်ဘုရားလည်းမေ့ပြီးထင်တယ်စပြီးတော့မမေ့ပါဘူးကွာမင်းကိုရင်ကြီးငါလည်းမကပ်ပါဘူးဟာဟုတ်လားကြောင်းလဲရောက်ကြောကိုရင်ကြီးလူတွေရဲ့တရားတရားမဖြစ်စည်းရဘူးစသည်ဖြင့်တရားဟောအောင်မလေးသူတက္ကဓမ္မရဲ့ဆွန်းလေးတလုတ်စားပြီးဘာမှမပြီးနိုင်ဘူးပြောလိုက်တဲ့ဘုန်းကြီးဆိုပြီးအဲ့ဒီမှာရံညှို့ဖွဲ့တာရတယ်ဟုတ်ပြီလားဒေါသပြောတာနော်အဲ့ဒီကနေပြီးဘယ်ရောက်လာတော့မင်းနောက်ဆုံးပြိဿအိမ်တိန်ကရှင်မကတ္တဗကိုသင်္ကန်းလေးလှူတယ်သင်္ကန်း30သာစောင်းတဲ့ရှင်မကတ္တဗကပူနေတဲ့သင်္ကန်းဖြစ်လို့အဲ့ဒီမှာကိုရင်လေးကိုစွန့်တာမလီငေါ့ရင်မင်းငါကြည့်ပဲသင်္ကန်းလေးပေးရင်ဒီကိုရင်ဒုတ်ဝင်ရင်တော့လာပါပြီမုတ်ဝင်ရင်ငါဘယ်တော့မှမလာဘူးဒီကိုတော်ကြီးငါအကြောင်းကောင်းကောင်းသိရမယ်ဆိုပြီးတော့ကိုရင်လေးနဲ့အဲ့ဒီမှာရှင်မကတ္တဗစွန့်ကန်ထွက်နေတော့ဒေါသကိုမထိန်နိုင်တော့အဲ့ဒီကိုရင်ကြီးကဒီရင်နွေးအိုးကြီးကငါစပြဿနာပေးတယ်ဆိုရင်နွေးအိုးကြီးဒုံးနေချက်ခွဲတာလေဟုတ်လားရင်နွေးအိုးကြီးကမြေအိုးကြီးဆိုတော့ကွဲသွားဒေါသကထိန်ချုပ်လို့မရတော့ဟာလှုပ်ရှုပ်ပါတယ်ကွာဆိုကြောက်မှမီးနဲ့ရှို့ပြစ်တာဟုတ်ပြီလားအဲ့ဒီမှာပြိဿရွာသားတွေကမိကိုတွေထွက်လို့ပြေးလာလိုက်တော့ပြာပုံပဲမိတယ်ကြောင်းလေးမြင်ရသေးလားတေပါလုံးစုပေါင်းစောက်ထားတဲ့ကောင်းမှုကြောင်းကိုမတွေးရဒီလက်ကိုရင်ကြီးရဲ့လက်ချက်ပဲဒီကိုရင်ကြီးတဝါလုံးလုံးဂျိုမွေးတာငါတို့သိတယ်ကိုင်းဒီလောက်ရှိတဲ့ကိုရင်ကြီးကွာတွေ့ရမဆိုင်တွေ့ရသင်္ချိုင်းဓမ္မဆိုင်လိုက်ကြဟေးဆိုပြီးတော့တတ်ဖို့ခိုက်ဖို့ပြင်နေကြတဲ့အချိန်ရှင်မကတ္တဗကစွန့်ခံပြန်လာတာတဲ့
အဲ့ဒီမှာပြတဲ့ကုန်းကမူလေးပေါ်မှာထိုင်ပြီးတော့ရှင်မကတ္တဗကတရားဟောတာမိုက်နေတဲ့လူနဲ့ပြိုင်ပြီးတော့မိုက်ရင်ကိုယ်ပါလူမိုက်ဖြစ်နိုင်တယ်ပြောကျင်တာကအဲ့ဒီရှင်မကတ္တဗနဲ့အတူနေခွင့်ရတဲ့ကိုရင်ကြီးဒီဘဝရဲ့ကောင်းကျိုးလဲနားမလဲနောင်ဘဝကောင်းကျိုးလဲနားမလဲဟုတ်လားဆရာမန်းလဲမသိဘူးကျေးဇူးရှင်မန်းလဲမသိဘူးတဲ့အဲ့ဒါမျိုးဟာဇုံလုံးကမ်းမယ်သူတော်ကောင်းတို့ဟုတ်ပြီလားအဲ့လိုပုံကိုမျိုးနဲ့နေရမယ်စာမြတ်စွာဘုရားကတပါးနဲ့နေရတာကောင်းသေးတယ်ဟုတ်ပြီလားလူမိုက်နဲ့နေရမယ်စာဘလို့နေရတာကောင်းတယ်တပါးနဲ့နေရတာကောင်းတယ်လို့ဒီလိုဟောပါတယ်ဗျာအဲ့ဒါကြောင့်ဦးဇင်းတို့ခဏဟောနာကြီးညိုလာခဲ့တဲ့သုတ်တံအန္တသုတ်တံ